အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့မှာတော့အမေရိကန်နိုင်ငံနဲ့ဗင်နီဇွဲလားနိုင်ငံတို့ကြားမှာစစ်ရေးအရအချိန်မြင့်တက်လာပြီးတော့တင်းမာမှုတွေကလည်းလက်ရှိအခြေအနေမှာပို့ပြီးတော့ပြင်းထန်လာနေတာဒီလိုအခြေအနေနဲ့ပတ်သက်ပြီးတော့အမေရိကန်ကဗင်နီဇွဲလားကိုအမှန်တကယ်ပဲဝင်သိမ်းတော့မှာလားဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးအနေငယ်မျှဝေဆွေးနွေးပေးသွားမှာဖြစ်ပါတယ်လက်ရှိအခြေအနေရတာတင်းမာမှုတွေကိုပြန်ကြည့်မယ်ဆိုရင်နိုင်ငံရေးစီးပွားရေးပိတ်ဆို့မှုတွေနဲ့ဈေးအင်အားပြတာတွေပါဝင်နေပြီးတော့ရှုပ်ထွေးနေတဲ့အခြေအနေတစ်ခုဖြစ်တယ်။အမေရိကန်ဘက်ကလက်ရှိဆိုရင်ဒီကာရစ်ဘီယန်ပင်လယ်နဲ့လက်တင်အမေရိကရေပြင်တွေမှာကမ္ဘာအကြီးဆုံးလေယာဉ်နဲ့သင်္ဘော USS Gerald R. Ford နဲ့တခြားစစ်သင်္ဘောတွေတိုက်လေယာဉ်တွေပါတဲ့ Guerrilla Strike Crew တွေကိုဖျက်ချထားတယ်။ဈေးအင်အားအများဆုံးသုံးထားတာကိုလည်းမြင်တွေ့ခဲ့ရတယ်။ဒေါ်နယ်ထရမ့်ဘက်ကတော့လက်ရှိအခြေအနေမှာဗင်နီဇွဲလားသမ္မတကိုဖြုတ်ချဖို့အထိသူ့အနေနဲ့ရွေလာတာပေါ့အကြောင်းပြချက်ကလည်းဗင်နီဇွဲလားကအကျဉ်းထောင်တွေကအကျဉ်းသားတွေကအမေရိကန်ဘက်ကိုလွှတ်တယ်ပြီးတော့အမေရိကန်ဘက်ကိုမူရစ်စေဝါတွေလည်းအများကြီးဝင်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပဲစီရေးချိန်ကိုမြင့်တင်မှုတွေလှုပ်ဆောင်လာတာပေါ့ဂိုင်ဘီယန်ဒေသမှာလည်းဒီစစ်ဘက်ဆိုင်ရာအဆောက်အဦတွေပြင်တယ်ဗင်နီဇွဲလားနဲ့မိုင်900ခန့်ဝေးတဲ့အမေရိကန်ပါဂျဲအိုင်လန်ကျွန်းပေါ်မှာလည်းစစ်စခန်းတွေအားလုံးပြင်ဆင်နေတယ်ဒီလိုမျိုးဖြန့်ချက်မှုတွေကိုအမေရိကန်သမ္မတကသူ့အနေနဲ့မူရစ်စေဝါတိုက်ဖြတ်တဲ့စစ်စရေးဆိုပြီးတော့ကြေညာထားတာဗင်နီဇွဲလားဘက်ကတော့ဒီအမေရိကန်အင်အားပြတာကိုနိုင်ငံကိုရှင်းရှောက်မှုအဖြစ်ပြန်ပြီးတော့တုံ့ပြန်တယ်။နိုင်ငံလုံးကိုလည်းစစ်ပွဲအဆက်ပြကြေညာထားတာပေါ့။တကယ်လို့အမေရိကန်ဘက်ကလေကြောင်းနဲ့မြေပြင်တွေကတိုက်ခိုက်လာမယ်ဆိုရင်သူ့နိုင်ငံမှာရှိတဲ့ပြည်သူစစ်စစ်တမ်းနဲ့စစ်တပ်အင်အားကိုပေါင်းပြီးတော့ဗီယက်နမ်စစ်ပွဲလိုမျိုးတောက်ကြားစစ်ဆင်နွှဲဖို့လည်းပြင်ဆင်နေတာကိုမြင်တွေ့ခဲ့ရတာ။ဗင်နီဇွဲလားရဲ့ရေပိုင်နက်မှာလည်းရုရှားနိုင်ငံလို့လေကာစနစ်တွေတစ်နေဒုံးကြီးတွေအားလုံးကိုလည်းဖြန့်ကျက်ထားတာနိုင်ငံစီးတင်းမာမှုအခြေအနေတွေကိုပြန်ကြည့်ရမယ်ဆိုရင်ဒေါ်နယ်ထရမ့်ကဗင်နီဇွဲလားသမ္မတနီကိုလပ်မာဒူရိုကိုသူအနေနဲ့ဖယ်ရှားခြင်းနဲ့ရုရှားဘက်ကတော့စစ်လက်နက်တွေကိုထောက်ပံ့ပေးထားတယ်တရုတ်ကတော့ငွေကြေးပံ့ပိုးမှုတွေကိုလှုပ်ဆောင်လာတာပေါ့နောက်ထပ်အီရန်နဲ့ကျူးဘားကလည်းဗင်နီဇွဲလားဘက်ကရှိနေတာဗင်နီဇွဲလားကရုရှားအတွက်ဆိုရင်ဒီနိုင်ငံရေးရန်ကိုရေးကြည့်တော့ဘာကြောင့်လဲဆိုရင်အမေရိကန်ကသူ့ရဲ့နောက်ဘေးရှံဝင်းလို့မြင်နေတဲ့လက်တင်အမေရိကန်ဒေသမှာရုရှားကမဟာဗျူဟာမြောက်နေရာတစ်ခုဖြစ်ရှေကုတ်ယူလာမှုတွေကိုသူ့အနေနဲ့မြင်တွေ့တယ်ရုရှားအတွက်ဗင်နီဇွဲလားပထဝီရေးရာရောနိုင်ငံရေးရာရောမရှိမဖြစ်လိုအပ်တဲ့နေရာတစ်ခုဖြစ်နောက်ထပ်ကတရုတ်နိုင်ငံပေါ့တရုတ်ကဆိုရင်စီးရေးထက်စာရင်သူကစီးပွားရေးဘက်ကိုပို့ပြီးတော့အားတာဗင်နီဇွဲလားကကမ္ဘာပေါ်မှာအကြီးဆုံးရေနံတိုက်ကိုပိုင်ထားတော့တရုတ်ကလက်ရှိမှာဆိုရင်ဗင်နီဇွဲလားကိုပေးထားတဲ့ဒေါ်လာဘီလီယံနဲ့ရှိတဲ့ရှင်းငွေတွေကိုတစ်ဖက်လက်ရေနံနဲ့ပြန်ရနေတာဒီလက်ရှိအစိုးရအာဏာတည်မြဲနေမှာပဲသူ့ရဲ့ရှင်းငွေတွေကိုပြန်လည်ရရှိဖို့အာမခံနိုင်မှာဖြစ်တာပြီးတော့တရုတ်ကလည်းရှားနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်ရေးမှုကိုသူ့အနေနဲ့အပြင်းထန်ကိုထောက်ခံတာအမေရိကန်ဘက်ကလက်ရှိအစိုးရမာဒူရိုကိုဖြုတ်ချဖို့ကြိုးစားလာတာကဒီမူကိုရှိုးဖောက်တာဖြစ်တယ်ဆိုပြီးတော့တရုတ်အနေနဲ့ကလည်းကန့်ကွက်ထားတာဒီလက်ရှိအစိုးရမာဒူရိုကြာဆုံးသွားမယ်ဆိုရင်အမေရိကန်ထောက်ခံတဲ့အစိုးရတက်လာရင်တရုတ်နိုင်ငံနေနဲ့သူ့ရဲ့ယင်းနှိမ့်မြုပ်နှံမှုတွေအားလုံးဆုံးရှုံးသွားနိုင်တယ်ဗင်နီဇွဲလားကရေနံဈေးကွက်နဲ့စစ်လက်နက်တွေရောင်းချဖို့အတွက်ဒီကဈေးကွက်ကြီးလည်းဖြစ်နေတယ်အမေရိကန်ကမထောက်ခံတဲ့မာဒူရိုကိုထောက်ခံပေးထားတော့ဒီကမ္ဘာရေးရာတွေမှာအမေရိကန်တအူးတဲကရှုပ်ကင်ခွင့်မရှိတော့ဘူးဆိုတဲ့အချက်ကိုလည်းကမ္ဘာကိုပြသလိုမျိုးဖြစ်လာတာဗင်နီဇွဲလားကရုရှားအတွက်အမေရိကန်ကိုစိန်ခေါ်ဖို့စီရေးတွေနိုင်ငံရေးတွေမဟာဗျူဟာမြောက်ရှေကုတ်ယူနိုင်တဲ့နေရာတစ်ခုဖြစ်တယ်တရုတ်ဘက်ကကြည့်မယ်ဆိုရင်လည်းအဖိုးတန်စွမ်းရင်းမြစ်တွေရှင်းငွေတွေနဲ့ပြည်တွင်းရေးမစွတ်ဖက်ရေးမူတွေကိုကာကွယ်ဖို့နေရာတစ်ခုဖြစ်တာဒါကြောင့်ဒီနှစ်နိုင်ငံလုံးကလည်းလက်ရှိမာဒူရိုဆိုရကိုအင်တိုင်းအားတိုက်ဆက်လက်ထောက်ခံနေကြတာကိုမြင်တွေ့ခဲ့ရတယ်အမေရိကန်နိုင်ငံအနေနဲ့ကဗင်နီဇွဲလားနိုင်ငံကိုစီရေးရဖိအားပေးတာလောက်ပဲလုပ်နိုင်တယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိတယ်နိုင်ငံကိုဝင်သိမ်းဖို့အထိတော့သူတို့မလုပ်နိုင်တော့ဘူးစစ်ဖြစ်မယ်ဆိုရင်စစ်စေးတွေကကြီးတဲ့အပြင်ကိုလက်တင်အမေရိကန်နိုင်ငံတွေအားလုံးကလည်းပြင်းထန်ကိုကန့်ကွက်နိုင်တာအခုချိန်တွေကဖိအားပေးချိန်ချောက်တာလောက်ပဲလုပ်နိုင်တယ်လို့တော့မြင်မိတယ်ဒီကနေ့ကြောက်ဆွေးနွေးပြီးတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့နောက်ဆုံးပြန်ပြီးတော့နှစ်ရှုပ်ရရင်ဒီအမေရိကန်ရဲ့နောက်ဘေးရှံဝင်ထိန်းချုပ်ရေးနဲ့ရုရှားတရုတ်ကမ္ဘာအင်အားရှဲထွင်မှုကြားပြည်ပခါကိုထင်ဟပ်နေတာပေါ့စီရေးရဝင်သိမ်းနိုင်ခြေကလိမ့်နေပေမဲ့ဖိအားပေးရှင်းရှောက်မှုတွေကတော့ဆက်လက်ရှိလာနိုင်တာပေါ့ဗင်နီဇွဲလားနိုင်ငံကဒီနိုဘယ်ဆုရှင်မာရီယာကိုနီမာဘာစတိုရာနဲ့ဒေါ်နယ်ထရမ့်ရဲ့ဆက်ဆံရေးကိုလည်း
ရှေ့ဆက်ပြီးတော့စောင့်ကြည့်သွားမှာဖြစ်တယ်အဲ့တော့ဒီဆက်ဆက်ရေးကပဲဒီနိုင်ငံရဲ့ပြောင်းလဲမှုတွေရဲ့အဓိကတော့ချက်ဖြစ်လာနိုင်တယ်အဲ့တော့ဒီတင်းမာမှုကဒါဒီခုကမ္ဘာစီးပွားရေးစွမ်းရည်ဈေးကွက်တွေအားလုံးကိုထိခိုက်နိုင်တာကြောင့်ဒါအများကြီးနိုင်ငံတွေအားလုံးရဲ့ရွှေ့ကွက်တွေကိုဒါဒီကိုမျိုးတဲ့နိုင်ငံတွေအားလုံးကဆက်လက်စောင့်ကြည့်သွားရမှာပဲလို့ကျွန်တော်အနေနဲ့မြင်မိတယ်အားလုံးကိုကျေးဇူးတင်ပါတယ်